ခင်ဗျားရဲ့ Elisa နဲ့ဖုန်းနံပါတ်ကျွန်တော်ရနိုင်မလား Can I have your address and phone number? ခင်ဗျားမလို့တော့ကျွန်တော်ယူထားလို့ရနိုင်မလား Can I take a message? တနင်္လာနေ့ခွင့်လို့ရနိုင်မလား Can I take merit off ကျွန်တော်တို့ကြောင်းချင်းနဲ့တွေ့လို့ရနိုင်ပါသလား Can we see the headmaster ကျွန်တော်တို့တူတင်ငွေပေးရခိုင်းထားလို့ရနိုင်မလား Can you make a reservation ကျွန်တော်ခင်ဗျားရဲ့ပတ်စံစာအုပ်ငှားလို့ရနိုင်မလား Go and borrow your notebook. ကျွန်တော်ခင်ဗျားရဲ့ dashboard က computer ကိုကြည့်လို့ရနိုင်မလား Go and see your camera. ကျွန်တော်တို့ခင်ဗျားနဲ့ဒီကားကြုံလိုက်လို့ရနိုင်ပါသလား Could we take a lift with you ကျွန်တော်တို့တည်င်းချက်လက်အရှုရနိုင်ပါသလား Could we get that information ကျွန်တော်ရေတစ်ခွက်လောက်ရနိုင်မလား Could I have a glass of water ခင်ဗျားရဲ့အင်္ဂလိပ်စာနဲ့ဖုန်းနံပါတ်ကျွန်တော်ရနိုင်မလား Can I have your address and phone number? ခင်ဗျားမလို့ကျွန်တော်ယူထားလို့ရနိုင်မ Can လား I take your message? တနင်္လာနေ့ခွင့်လို့ရနိုင်ပါမလား Can I take merit off? ကျွန်တော်တို့တောင်းကြည့်နေတွေ့လို့ရနိုင်ပါမလား Can we see the headmaster? ကျွန်တော်ကြိုတင်ကိုပေးရင်အခန်းထားလို့ရနိုင်မလား Can we make a reservation? ကျွန်တော်ခင်ဗျားရဲ့ message ဆောင်ငါလို့ရနိုင်မလား Could I borrow your notebook? ကျွန်တော်ခင်ဗျားရဲ့ဓာတ်ပုံရိုက်ကြည့်ရအောင်ကြည့်လို့ရနိုင်မလား Could I see your camera ကျွန်တော်ခင်ဗျားနဲ့တူကားချက်တက်လို့ရနိုင်မလား Could we take a lift with you ကျွန်တော်တို့တရင်ချဲလဲချုပ်ရနိုင်မလား Could we get some information? ကျွန်တော်ရေတစ်ခွက်လောက်ရနိုင်မလား Could I have a glass of water?